ဆက်ပေးပါဦး ครับสวัสดีครับ ထိုင်းရရောက် လာပါ တွေ့ရဝန်တော့ပါတယ် โอเคတွေ့ရဝမ်းသာပါတယ်ဒီကအခုရောက်နေတဲ့ညီမလေးအားလုံးလည်း congratulations နော်ရန်ခဲကြိုးစားထားရကြားတယ် ဟုတ်တယ်သူတို့မနက်၄နိုင်လောက်ထထလာကြတာတဲ့မနက်၄နိုင်လောက်ထထလာကြတာ ရန်တော့ကြိုးစားကြတယ်နော် အရန်ကြိုးစားတယ် အရန်ကြိုးစား 3ပန်းနဲ့ ရန်တော့လုံးဝကြတယ် အဲ့တော့အပြင်မှာလည်းအများကြီးပဲစောင့်နေကြတာအဲ့တော့တချို့တို့အထဲကိုမရောက်သေးဘူးတော်တော်များများတော့ရောက်နေပါပြီအဲ့တော့ကျန်တဲ့လူတွေဟိုနောက်ဆုံးတန်းပါကြီးလည်းရှိနေသေးတယ်အပြင်မှာလည်းအများကြီးတက်စီနေကြတယ်ကဲတော့ပထမပိုင်းရဲ့ဒါအစီအစဉ်လေးမှာရောက်ရှိလာတယ်အဲ့တော့လေးအောင်အဲ့တော့အားလုံးအတွက်နှုတ်ခွန်းဆက်စကားလေးအမှတ်တရလေး ဟုတ်ကဲ့ပါအခုဟိုဒီနေ့ပွဲကိုပေါ့နော်ဒါအောက်မှာရောက်နေတဲ့ပြည်သက်တွေအားလုံးလည်းဒီလက်မှတ်ရဖို့အတွက်အများကြီးလဲကြိုးစားထားကြတယ်ပြီးတော့ဒီပွဲကိုလာဖို့အတွက်လည်းအရန်ကိုလုံလောက်ရိယအရန်စိုက်ပြီးတော့ကြိုးစားထားကြတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ပြီးတော့အခုဒီလိုမျိုးပွဲမျိုးမှာပေါ့နော်ကျွန်တော်ကတောင်းတနေရာနေပါဝင်ရတဲ့အတွက်လည်းကိုအရန်ဂုဏ်ယူပါတယ်ပြီးတော့ထိုင်းတန်ရုံပေါ့နော်ထိုင်းတန်ရုံကိုလည်းအခုလိုမျိုးညီမလေးတွေရဲ့တဲလို့ကြိုက်တဲ့သူတွေကိုခေါ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့သူတို့စားလဲနောက်တဲ့ထပ်ပြီးတော့ခေါ်ပေးပါအောင်လို့ဒီကနေပြီးတော့အကိုကတောင်းဆိုပေးပါတယ်နော် အရန်တော့ကြပါအရန်တော့ကြပါ ရန်သဘောကျသွားတယ်တဲ့ ဟုတ်ကဲ့ပါ ဒီကကျွန်တော်တို့ သူတွေထပ်ခေါ်ပေးရမယ် သူတွေထပ်ခေါ်ပေးရမလဲဒီမှာနော်မချက်လေးရေးသွားလိုက်က ဲတာဝန်ယူ ကြောက်ရင်ဒီကတော့ โอเคတောင်းဆိုပေးမယ်ဟုတ်ကဲ့ပါကဲအဲ့တော့လေးအောင်ရေးအဲ့တော့လေးအောင်လည်းကြည့်လိုက်လို့ရှိရင်အခုတော့ကပုံမှန်အဖြစ်မြန်မာပြည်နဲ့ဒါထိုင်းနဲ့ဆိုတော့မစိမ့်ပါဘူးအဲ့တော့ပုံမှန်သွားလိုက်လာလိုက်ရှိရဲအဲ့တော့လေးအောင်လို့ဆိုတခါလေအမှုပညာအလုပ်ရထိုင်းနိုင်ငံကိုသွားတာလည်းရှိရဲအဲ့တော့ပြီးတော့သူတို့ရဲ့ရေမြေတွေကိုတို့မြန်မာရှိပုံစံနေလေတဲ့ culture ရတယ်တိတ်မကွဲဘူးအပြီးတော့နောက်တစ်ခုအစားအသောက်တွေဆိုလည်းမကွဲပြားဘူးကွာသူတို့စီကအစားအသောက်တွေကလည်းကိုရိုနဲ့အနီးဆက်ဆုံးမှာလည်းရှိတယ်။အော် taste တွေကတော့ချိုးတာကြိုက်တာနဲ့အဆက်ကြိုက်တာလေးနည်းနည်းကဲတာလေးတွေရှိတာပေါ့နော်။ Okay အဲ့ဒီတွေကနေပြီးတော့ပုံမှန်သွားလေးသွားထားရှိတာဆိုတော့အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်အရာတွေကြိုက်လဲနည်းနည်းပြောပါဦး။ကိုစမိုးပြောသလိုပေါ့နော်ကျွန်တော်တို့ဒီထိုင်းစားစာတွေဆိုတာကျွန်တော်မြန်မာရဲ့ပါဇက်နဲ့ဆိုတော့အရန်မစိမ့်ဘူးပေါ့နော်။အဲ့လိုဖြစ်တဲ့အချိန်မှာပြီးတော့ကျွန်တော်ကလည်းကျွန်တော်ကိုယ်တိုင်က personally ကအရန်အဆက်စားတယ်အချင်းတွေစက်တွေအရန်စားတဲ့သူဖြစ်တယ်။ဆိုတော့ဟိုဒီထိုင်းကအစားအစာတွေတဲမှာဆိုရင်ကျွန်တော်ဟိုမှာကွေ့တီကိုချင်းဆက်တို့ပြီးတော့ဟိုတင်မော်ဒီတောင်းတို့ကျွန်တော်အရန်စားတယ်အဲ့လိုပေါ့နော်ဆိုတော့ဒီလိုမျိုးအစားအသောက်တွေအားလုံးလည်းခဏနေကြာရင်ဘာတွေမီးဆန်းရမလဲဆိုတာလည်းကျွန်တော်အရင်ခုန်နေပါတယ်အေးတော်မြေကြမယ်နော်ရှေ့မှာတင်မော်ဒီတောင်တွေ့ခဲ့တယ် စကားစခေါ်တွေဘာတွေကြီးဆက်ကြည့်ရ ဘာတွေမီးဆန်းကြည့်ရမလဲဆိုတော့ကျွန်တော်နဲ့အတူတူဒီအောက်မှာရှိနေတဲ့ညီမလေးတွေလည်းပြီးရင်လိုက်ပြီးတော့မီးဆန်းပေးအောင်နော်လက်ခဲ့ကြမယ်မလားအကုန်ခေါ်ရမှာလားမလိုက်လာဘူးတင်တယ်သူတို့စောင့်နေရတယ်ရှိသေးတယ်ဟုတ်တယ်မလားဟိုနေရာမရတော့မှဆိုတော့ နေရာမရတော့သူတို့ကတော့ပုံမှန်စီလေးတွေနဲ့သူတို့ကနေရာယူထားပြီးသားအဲ့တော့ချို့တွေကတော့ဒီမှာအခွင့်အရေးပေးထားသေးတယ်မနက်ပိုင်းစီစဉ်တစ်ပိုင်းအတွက်တော့ set တစ်ခုပေးလိုက်တယ်ကိုက ID ကပ်ပြပြီးတော့မနက်ပိုင်းတစ်ပိုင်းတော့ကြည့်ရှုခွင့်ရတယ်ဒါပေမဲ့ညနေပိုင်းကျတော့ကြည့်လို့မရတော့ဘူးအဲ့လို စိတ်တော့မကောင်းပါဘူးဒါပေမဲ့ဒီမှာခဏနေကြလို့ရှိရင်ကျွန်တော်တို့သွားစားကြမယ်နော်အဲ့တော့ဟိုထိုင်းကိုလည်းကျွန်တော်မကြလဲရောက်တယ်ထိုင်းအစားတောက်တွေလည်းကြိုက်တဲ့ထဲမှာပါတယ်ဆိုတော့အဲ့တော့ခုနကြိုက်တဲ့ကိုကြိုက်တဲ့အစားတောက်လေးတော့ပြောပြီးသွားပြီဆိုတော့သွားရောက်လေပတ်မယ်ဆိုလို့ရှိရင်ရောဒီမြန်မာကနေပြီးတော့မှထိုင်းကိုသွားလေကြတဲ့သူတွေကလည်းအခုချိန်မှာအရှမ်းသွားကြတယ်လေအဲ့တော့ဘလို့နေရာတွေကိုသဘောကျလဲအလေးရောင်ကိုယ်တိုင်ရောလေရတာပြီးတော့တခြားသူတွေလိမ့်မယ်ဆိုလို့ရှိရင်ရောဘလို့နေရာတွေတော့သွားလေတဲ့နေဆိုပြီးတော့ recommend ပေးခြင်းလဲအမှန်တိုင်းပြောရရင်တော့ကျွန်တော်ထိုင်းကိုကဒီအလုပ်ကိစ္စနဲ့ရောဟိုကျမ်းမာရေးကိစ္စရောပြီးတော့ဒီအလဲပတ်နဲ့ရောအချိန်ပေါ့နော်အချိန်များစွာရောက်ဖူးတယ်ရောက်ဖူးတဲ့အချိန်မှာလည်းကျွန်တော်နေရာတော်တော်များများကိုကျွန်တော်နည်းဆက်ရောက်ဖူးပြီးသွားပြီပေါ့နော်တကယ်လို့ city life ကိုကြိုက်တဲ့သူတွေဆိုလဲဘန်ကောက်မှာဆိုလဲတကယ်ကိုဘယ်နေရာပဲထပ်ပုံရိုက်ဥမာအရန်လဲလှတယ်ပြီးတော့ကျွန်တော်အကြိုက်ဆုံး location ဆိုရင်အဲ့လိုတောင်တန်းနေနဲ့အရန်ကိုအဲ့ရောက်သွားပြီဆိုတော့တကယ်ကိုဟိုစိတ်အေးချမ်းသွားတယ်ကွယ်ဆိုတော့ခောက်ရိုက်ပေါ့နော်ခောက်ရိုက်မှာဆိုအရန်အေးချမ်းတယ်ရာသီဥတုကလည်းအရန်ကောင်းတယ်အဲ့နေရာကိုတော့အရန်ကြိုက်ပါတယ်ဟုတ်အဲ့ဆိုရင်ခေါင်းရိုင်းအတူတူသွားကြမယ်နော်ခေါင်းရိုင်းရောက်ဖူးတဲ့သူတွေရှိလားဟုတ်ပါလက်တွေထောင်နေဗျာလက်တွေအလေးရောခေါ်သွားမယ်တဲ့မရောက်ဖူးတဲ့သူတွေခေါ်ရမှာဒီကဖွဲလိုက်ကြီးခေါ်ရမှာအမေရစီလုံးငားပြီးတော့ကိုစင်မိုးကစပွန်ဆာပေးမှာပါတဲ့နော်
ဟေးအဲ့လက်ခုပ်ကြည့်တယ် MA ပေးချင်ပါလေပေးတဲ့တိုင်းဖြစ်ပါစေဟိုထိုးထားတယ်ထီထိုးထားတယ် ထီထိုးထားတယ် ကိုရီးယားထီ ထိုင်းတီ ဘတ်6တန်အများကြီးရပါ ထိုင်းတီ ထိုင်းတီနော်အဲ့တော့တူတူသွားကြမယ်ကျွန်တော်တို့ဆိုတော့အခုကျွန်တော်တို့လက်ရှိအလင်းရောင်လူပညာလှူရှာမှုတွေရောဘာတွေလုပ်နေလဲအားလေးလည်းပြပြပေးပါအောင်ပရိသတ်တွေ ဟုတ်ကဲ့လောလောကတော့ကျွန်တော်ရုပ်ရှင်ကနှုတ်ဝင်တယ်ဆိုတဲ့ဇာတ်ကားရိုက်ကူးထားတယ်ပြီးတော့ကျွန်တော်နောက်ထပ်ထွက်မဲ့သချင်းတွေလည်းရှိတယ်ပေါ့နော်လုပ်နေတဲ့ project တွေကတော့အများကြီးရှိနေပါတယ်ဆိုတော့များမကြခင်မှာလည်းမိတ်ဆက်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စူးစမ်းထားတဲ့ project တွေထွက်ရင်လည်းအားပေးအောင်နော်အားပေးအောင်နော်တောင်းဆိုပေးတာလေ ကဲအော် ကဲလောက်ပါဦး အဲ့တော့သူတို့ကအားပေးမှာအဲ့တော့ဆိုတော့တချင်းတွေလည်းစိုးနေဆိုတော့ဒီမှာဒီနေ့ကဒါ T-pop Star Challenge ထိုင်းတချင်းတွေကိုဒီဆိုတဲ့ပြိုင်ပွဲကြီးကိုလုပ်တာအဲ့တော့အလင်းရောင်နေရောအဲ့တော့ထိုင်းတချင်းတွေစိုးခဲ့ဘူးတာရှိလား ကျွန်တော်အဲ့လိုထိုင်းသချင်းတွေကိုအဲ့လိုကျွန်တော်ကြိုက်တဲ့သချင်းတစ်ပုဒ်ရှိတယ်အဲ့လိုယူမူလိုက်ပြီးတော့ဟိုထိုင်းအမှန်တမ်းပြောရင်ကျွန်တော်ထိုင်းစကားမတက်ဘူးဒါပေမဲ့အဲ့သချင်းကိုစိုးခြင်းလုံးလို့ဆိုပြီးတော့အဲ့လိုကောက်ရေးပြီးတော့အဲ့လိုမျိုးကြိုက်လောက်ခဲ့တဲ့သချင်းကိုရှိခဲ့ဘူးလေပေါ့နော်ဘာသချင်းလဲ နည်းနည်းလေးလုပ်ပါနည်းနည်းလေး အားလုံးဝိုင်းပြီးတော့ဟားကုန်လေအဲ့တော့ကိုချက်ကိုမခွဲ ဘယ်သချင်းလဲဆိုတာလေးတော့ပြပြလို့ရပါတယ် ကိုချက်ကိုမခွဲမို့ကျွန်တော်အဆူရောတော့ပြပြမယ်အဆူရောကကျွန်တော်အရင်ကြိုက်တာ GMM ကပဲဟို Catsu Nova လေသူဟိုကျွန်တော်ဟိုလွန်ခဲ့တဲ့10စုနှစ်ကျော်လောက်ကလေးကကျွန်တော်သူ့အားပေးလာတာပြီးတော့အခုနောက်ပိုင်းဆိုလဲဟိုဒီထိုင်းရဲ့ဒီ music industry ရော movie industry ရောအရင် develop ဖြစ်လာတယ်ဟုတ်တယ်ဟိုထိုင်းဇာတ်ကားတွေဆိုလဲဥမာကျွန်တော်တို့ how to make million before grammar dies တို့အဲ့လိုဇာတ်ကားတွေဆိုလဲတကယ်ကိုဟိုကျွန်တော်တို့ဟို Asian တွေအကြိုက်ပေါ့နော်တကယ်မေတ္တာတွေအားလုံးကိုချစ်ချင်းမေတ္တာတွေအကြောင်းကိုတကယ်ကို deliver လုပ်နိုင်တဲ့ဇာတ်ကားမျိုးတွေလည်းအများကြီးပေါ်ထွက်လာတယ်ပြီးတော့ဟိုတချင်းတွေပေါ့နော်တချင်းတွေဆိုလဲဟိုးရင်တော့ကျွန်တော်ထားပါတော့ဒါ Get Sunova ကြိုက်တယ်လို့မျိုးပဲအခုနောက်ပိုင်းဆိုလဲ Bilkin လို့တင်မလားအားလုံးကြိုက်ကြမယ်ထင်ပါတယ်ဆိုတော့သူတို့တချင်းတွေဆိုလဲအရင်နားထောင်လို့ကောင်းတယ်တကယ်လဲဟိုဘယ်လိုခေါ်မလဲကိုရိုင်းကပြန်ပြီးတော့အားကြပြီးတော့အတူယူနေရတဲ့ artist တွေပါပဲဟုတ်ကဲ့ဆိုတော့လင်းအောင်လဲဒါထိုင်းရဲ့ဆိုရီလဲအားပေးတယ်ဒီမှာလဲသူတို့အရန်အားပေးကြတယ်သူတို့ဝဝကွဲတင်မလားကိုကြားလိုက်တာနဲ့ဟိုသူတို့တွေကလုံးဝအဲ့တော့ထိုင်းနိုင်ငံကနေပြီးတော့မှပေးရတဲ့ကျွန်တော်ဒါ Asia Top Award လဲအလင်းအောင်က2နှစ်ဆက်တိုက်ရရှိထားတယ်လို့သိရပါတယ်အဲ့အတွက်လည်းအရန်ကုန်ယူပါတယ်ဆိုတော့ထိုင်းနဲ့အလင်းအောင်လဲနောက်ပိုင်းကျလို့ရှိရင်ဘယ်လိုမျိုးအဲ့လို collaborate တွေလုပ်သွားဖို့တွေရောစဉ်းစားထားတာမျိုးလေးရှိလားအဲ့တော့စိတ်ကူးလေးတွေရောအဲ့လိုမျိုးလေးတွေရောရှိလားဟုတ်ကဲ့ကျွန်တော်လာကန်လန်းထားတဲ့ project လေးတွေလည်းရှိပါတယ်ပူပေါင်းပါဝင်သွားဖို့လည်းကျွန်တော်တို့ဒီစားပြန်ပြီးတော့စဉ်းစားနေပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်ဒီသချင်းတွေဆိုလည်းအခုတောက်လျှောက်ကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်နေတယ်ဒီ in between album လည်းထွက်ထားတယ်ထွက်ထားတဲ့တောက်လျှောက်မှာလည်းအခုဒီနောက်ထပ်ထပ်ပြီးတော့ဟိုသွားမဲ့ plan တွေကတော့အများကြီးရှိတာပေါ့နော်အဲ့တော့ပြောသေးဦးတဲ့ secret တဲ့စောင့်ကြည့်တယ်ဟို secret တွေရမ်းများ secret တွေရမ်းများနော်နောက်လာထဲမှာပဲဟိုထိုင်းနဲ့သွားပြီးတော့လုပ်ရမယ့် project လေးတစ်ခုလည်းရှိပါတယ်အဲ့ချင်းနီးရင်ကျွန်တော်အကြောင်းကြားပေးသွားပါမယ်โอเคပါကျေးဇူးတင်ပါတယ်အဲ့တော့အလေးအောင်ရေးဒီနေ့ကိုရီးယားဒါ Thai Festival မှာအချိန်ပေးပြီးကြော်ပေးပြီးတော့ကိုရီးနဲ့အတူတူအမတ်တရား interview လေးမှာဒါအမတ်တရားစကားလေးပြောကြားပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျโอเคကျေးဇူးအများကြီးတင်ပါတယ်ကဲအဲ့တော့ခဏနေကြလို့ရှိရင်ကျွန်တော်တို့အောက်ဆင်းရမယ်နော်အောက်ဆင်းပြီးလို့ရှိရင်ခုနဘာကြီးဆောင်မှာဒီမော်ဒီတောင်ရှိလားရှိလားတော့မသိတွေ့တော့တွေ့တယ်လို့ပဲနော်နောက်မှာတော့နောက်ထပ်ဘာအသီးလေးလည်းမသိမီးစမ်းပြီးဟွာကောင်းတယ်ပြီးတော့ယူရီးယားမှာဆိုပြီးတော့ကောင်းချင်းကင်တို့ပါတော့အရန်ကောင်းတယ်ကောင်းချင်းကင်ကြိုက်တယ်နော်ဟုတ်ပါဘူးကိုယ်စမသွားကြသွားမယ်အဲ့ဒီစီစဉ်အမောနောက်မှာစောစောကျွန်တော်ရဲ့မမတုံရန်လေးရောရှိသေးရဲ့လားမသိနည်းနည်းပဲမြည်လိုက်ရတယ်ဟိုမှာအားလုံးကဝိုင်းကြည့်တော့အားလာလို့လေနည်းနည်း taste လေးကိုနည်းနည်းပဲမြည်ရတယ်မြည်ပြီးတော့ချက်ခန်းလာတနေ့ကုန်စားရမယ့်ကိစ္စကဲအဲ့တော့ကျေးဇူးတင်ပါတယ်အဲ့တော့ညီလေးအဲ့တော့ကိုတို့ဘာဆက်လို့ကြမလဲအောက်ဆင်းမယ်လေအောက်ဆင်းမယ်လေโอเคအဲ့တော့အခုစီစီကတော့ကိုတို့လေရောက်တဲ့ဒူဒူအရှင်းမရှိတဲ့ဘုတ်တွေကိုတွားရောက်ပြီးလှည့်လေကြည့်ရွှေနဲ့ဘုတ်တွေကိုလေ့လာကြည့်ရွှေနဲ့လိုက်ပြီးတော့မီးစမ်းကြည့်မှာဖြစ်ပါတယ်ခင်ဗျโอเคအဲ့တော့ကျွန်တော်တို့ရဲ့နေ့အတူတူမလိုက်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီမှာကြည့်လို့ရပါတယ်လိုက်ပြီးတော့ထိုင်ကုန်နေရတော့မထပါနဲ့ကိုပျောက်သွားမှာဆိုလို့โอเคပါလေရောက်တဲ့လက်ခုပ်သမားနဲ့ကိုပြုပေးပါဦးဗျကျေးဇူးများတင်ပါတယ်အဲ့တော့ဒီဘက်က LED screen မှာကျွန်တော်လှည့်လေကြည့်ရှုတာလည်းပေါ်နေမှာဖြစ်ပါတယ်ဗျအဲ့တော့တွားပြီးတော့လှည့်လေကြည့်ရှုမှာဖြစ်ပါတယ်